TikTok အတွက်ဗီဒီယိုလေးဖန်တီးပုံတကြည်မှန်ဆိုတဲ့ခေါင်းစဉ်နဲ့စာကြောင်းတွေကို Note မှာရေးချပါတယ်ဒါမှမဟုတ်ကိုယ့်ကွန်ပျူတာထဲက Microsoft Word မှာရေးလို့ရပါတယ်နှစ်စာကြောင်းတွေကို VoiceOver လုပ်ရအောင် Google ကိုဖွင့်ပြီး VoiceOver လုပ်ပေးတဲ့ app နဲ့ပြောခိုင်းပါတယ်သုံးရလာတဲ့ audio file ကိုဖုန်းသို့မဟုတ် laptop မှာ save လုပ်ပါတယ်လေးနောက်ပုံကို Adobe Express Animate ထဲကပုံကိုယူတာပါခေါင်းစဉ်နဲ့ကိုက်တဲ့ပုံကိုရှာပါကိုယ်စိတ်ကြိုက်ရှာလို့လည်းရပါတယ်ငါပြီးတဲ့အခါစာသားတွေကို select copy လုပ်နောက် paste ကို image ဘေးမှာထားပါတယ်6နောက်တော့ create လုပ်ပါခဏနေရင်ဗီဒီယိုရပါပြီခုနရရင်တော့အဲ့ဒီဗီဒီယိုကို TikTok မှာတင်လိုက်ရုံပါပဲအချိန်အားဖြင့်တော့ဘာမှမကြာလာပါဘူးဒီအဆင့်တွေကိုလိုက်လုပ်နိုင်ရင်ကိုဖန်တီးခြင်းတဲ့ဗီဒီယိုအတိုလေးတွေကိုအလွယ်တကူဖန်တီးနိုင်မှာပါကိုဖန်တီးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်နောက်ကလစ်တစ်ခုမှာတော့အဲ့ဒီစာသားကိုဘလို့ဘာသာပြန်ပြီးတချင်းတပိတ်အဖြစ်ဖန်တီးရမယ်ဆိုတာကိုရှင်းလင်းပြောကြားပေးသွားမှာပါအခုလိုပြီးဆုံးအောင်ကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ဗီဒီယိုကောင်းများစွာကိုဖန်တီးနိုင်ကြပါစေဒီဗီဒီယိုလေးကနေကြည့်လို့အဆင်ပြေတယ်ဆိုရင် like and subscribe လေးလုပ်ပေးကြပါလို့မေတ္တာရက်ခံပါတယ်မှန်ကိုမှန်တယ်လို့ပြောရင်လွန်နေမလားမလွန်ဘူးလားဘာလားညာလားမှန်ကရောမှားသလားမှန်ကအမှန်ပဲလေရေရင်ရေပြမယ်မဲရင်မဲပြမယ်ဒါမှမှန်ပဲမှန်ပေမပေါ့မှန်ပေမပေါ့